တို့ကကြိုက်ဆန်ဖျားပေါ်မှာဒီနဝင်းဆရာတွေဒိုရှိခွင်ပတ်ရဲတွေကဆောင်ရွက်မှာဖြစ်ပါရဲ့နော်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ကြပါစေဆရာမစောတီဆန်ဖြစ်ပါတယ်ဆရာမတို့ကဒီနေ့ကိုယ်တိုင်နဲ့ယုံကြည်စိတ်ချတာနဲ့ဒိုရှိခွင်ပတ်ရဲတွေကဆောင်ရွက်မှာဖြစ်ပါရဲ့နော်ဆရာမကအခုဒီနေ့ဆောင်ရွက်မှာတော့ဆရာမရဲ့ထက်နေသားဖြစ်တဲ့ဆရာမဝင်းဝင်းဆရာမနီလာအောင်တို့နဲ့ဆောင်ရွက်မှာဖြစ်ပါတယ်အားလုံးကျမ်းမာချမ်းသာပြီးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဆရာမတို့ကအခုဒိုရှိခွင်ပတ်ရဲတွေကဆောင်ရွက်တယ်ဆိုတာမရဏပုံမီကြနေတဲ့လူအခက်အခဲဖြစ်နေတဲ့လူအဲ့ဒါကိုဒီဒိုရှိခွင်ပတ်ရဲတွေကဆောင်ရွက်ပြီးတာနဲ့တခါတည်းဆရာမတို့နဝင်းစီရဲတွေကတပြိုင်တည်းဆောင်ရွက်ပြီးပါဖြစ်ပါတယ်ဒီဒိုရှိခွင်ပတ်ရဲတွေကဂျိုမင်းနေစီမှာလိုက်ပြီးတော့ဆူတောင်းပေးတာဖြစ်တဲ့အတွက်ဆရာမကလက်ရဲတွေကတော့တင်စားခေါ်တာဖြစ်ပါတယ်ဒါနဝင်းစီရဲတွေကတော့ဆရာမတို့ကဓာတ်ပညာဖြစ်တဲ့အတွက်ဓာတ်ရဲတွေပါဒါကြောင့်မို့ဓာတ်နဲ့ပေါင်းရတဲ့ရဲတွေကတခုကအင်မတန်အားကြီးတဲ့ရဲတွေတခုဖြစ်သွားပြီးတော့အားလုံးလည်းအဆင်ပြေအောင်မြင်စေပါတယ်အခက်အခဲတွေအားလုံးလည်းကျော်လွှားနိုင်ပါတယ်အားလုံးကျန်းမာချမ်းသာကြပြီးတော့ဒီဒိုရှိခွင်ရဲတွေကိုဆောင်ရွက်ကြပါလို့ဆရာမတိုက်တွန်းပြောကြားချင်ပါတယ်အားလုံးကျန်းမာချမ်းသာကြပါစေဒါဆောင်ရွက်မှာဖြစ်ပါတယ်ဒါဆရာမတို့ဆရာတွေဒါဆိုဆရာညံလင်းဆန်းဖြစ်ပါတယ်ဆရာညံလင်းဆန်းကလည်းဒါဆရာမလက်ထောက်ဆရာလည်းဖြစ်တယ်နော်ဒါသူ့ရဲ့ဂျိုကြနေတဲ့ဒါဗိုလ်တူးဂျိုကြနေမှာတကွန်လုံးကြီးနဲ့မွေးတိုင်နဲ့တာရဲ့သူ့ရဲ့ဆောက်ပန်းနဲ့ပတ်မှာဖြစ်ပါတယ်ဒါဆရာကျော်ကျော်ဖြစ်ပါတယ်ဆရာကျော်ကျော်ကလည်းသူ့ရဲ့ဂျိုကြနေတဲ့ဟာပေါ့နော်တကွန်လုံးသေးမလေးဘွားတို့နဲ့ဒါဂျိုပတ်မှာဖြစ်ပါတယ်မွေးနဲ့တာနဲ့သူ့ရဲ့ဆောက်ပန်းနဲ့ဒီဘက်ဟိုဟာဆရာမစုမြတ်သစ္စာကတော့သူတို့ရဲ့အထက်နေသားဖြစ်တာမလို့ဒါသူတို့ကိုစာပြီးတော့ဆောင်ရွက်ပြီးမှဖြစ်ပါရဲ့နော်အားလုံးဂျိုရှိခွင်ပတ်ရဲတရားကိုအခြားသူတွေကိုလည်းဆောင်ရွက်ပေးတယ်ဆရာမတို့ကကိုယ်တိုင်လည်းယုံကြည်စိတ်ချစွာနဲ့အားကိုးပြီးတော့ဆောင်ရွက်တာဖြစ်ပါမလို့ခရတောင်းတဲ့အားလုံးခက်ခဲကြုံနေမှာကဆောင်ရွက်တင်ပါတယ်လို့ဆရာမကဒါပြောကြားချင်ပါတယ်နော်အားလုံးကျန်းမာချမ်းသာကြပါစေအောင်စေပိုင်စေနိုင်စေခိုင်စေဆရာမမမြကြီးဖြစ်ပါတယ်ဒါအခုသူကြိုကြနေတဲ့ဟာတကွန်လုံးရောက်စုံနဲ့လှူဒန်းပေးတာဖြစ်ပါတယ်သူရဲ့ထက်နေသားဖြစ်တဲ့ဆရာညံလင်းစန်းကလှူပေးမှာဖြစ်ပါတယ်အစဉ်ပြေအောင်မြင်ဖို့တဲ့ဂျိုရှိခွင်ပတ်ရဲတွေကိုဆောင်ရွက်ကြပါလို့ဆရာမကတိုက်တွန်းလို့ဆိုကြပါတယ်အောင်စီပိုင်စီနိုင်စီခိုင်စီအခုလူတန်းမှာတော့ဆရာအောင်မြတ်ပိုင်ဖြစ်ပါတယ်ဆရာအောင်မြတ်ပိုင်ကရောက်ကျိုတဲ့ကြာနေတာမလို့ရဲနဲ့လူတန်းမှာဖြစ်ပါတယ်ဆရာရဲ့ထက်နေသားဖြစ်တဲ့ဆရာညံလင်းစန်းကဆောင်ရွက်ပေးမှာဖြစ်ပါတယ်ဂျိုရှိခွင်ပတ်ရဲအခုလူတန်းမှာဖြစ်ပါတာဆရာမနီလာအောင်ဖြစ်ပါတယ်ဆရာမနီလာအောင်ရဲ့ထက်နေသားဖြစ်တဲ့ဆရာမတော်မြရာတွေပြီးတော့စီရင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ဆရာမတော်မြယူပြီးွားရင်ကမ်းပေးလိုက်ပါမယ်ထက်နေသားလူတန်းပေးမှာဖြစ်ပါတယ်ဒီဂျိုရှိခွင်ပတ်ရဲတာအင်မတန်ကောင်းမွန်တဲ့ရဲတာဖြစ်ပါတယ်ဆရာမနီလာဆူတောင်းမေတ္တာပို့နေပါတယ်ကိုဟာကိုငွေတွေသက်ရှူတိုင်းငွေတွေဝင်ပါစေခုဆူတောင်းလူတန်းနေတာကတော့ဆရာမဝင်းဝင်းဖြစ်ပါတယ်